ကျွန်တော်နိုင်ငံဥဘာဖြစ်နေလဲဆိုချက်တီရီသုံးကောင်လိုက်ရောင်းတယ်လို့ဖြစ်တယ်ချက်တီရီရောင်းတဲ့လူကညာဘက်ပခုံးပေါ်မှာချက်တီရွေးတဲ့ကောင်တင်ဘယ်ဘက်ပခုံးပေါ်မှာချက်တီရွေးတဲ့ကောင်ခေါင်းပေါ်မှာချက်တီရွေးတဲ့ကောင်တင်အရက်တကလှည့်ရောင်းဝယ်တဲ့လူကမဲတယ်ညာဘက်ပခုံးမှာချက်တီရွေးဘယ်လောက်လဲနှစ်ချက်သူကဘာတက်ခမရဘာတက်လဲမမင်းနဲ့ရွှေခဲလို့လှမ်းခေါ်ကြည့်ပါလားရွှေခဲရေဆိုခညာပြန်ထူတတ်တယ်အဲ့ဒါတက်လို့နှစ်ချက်တောင်းတာဘယ်ဘက်ကအကောင်သုံးချက်သူဘာတက်လို့ခေါ်စရာတော့မလိုခမရဘာကောင်လဲလို့ခေါ်သူကပြန်မေးတာခမရဘာသူတော့ခမရဘာသူကပြန်မေးတာအဲ့ဒါတက်လို့သုံးချက်တောင်းတာခေါင်းမွာကောင်ဘယ်လောက်လဲငါးချက်သူကဘာတက်ဘာမှမတက်ဘူးတဲ့ဒီနှစ်ကောင်ကသူ့ကိုနေတိုင်းဆရာကြီးလို့ခေါ်လို့ငါးချက်တောင်းတာအတွက်လေကိုယ့်ကိုငါးချက်တန်ခေါင်းလားနှစ်ချက်တန်ခေါင်းလားသုံးချက်တန်ခေါင်းလားအဲ့တော့ကျွန်တော်ကလည်းအဲ့လို250လိမ့်နေတာဆရာကြီးနဲ့ဘာဆရာကြီးမှလည်းမသိပဲလိမ့်နေတာ